လူတိုင်းသိထားတဲ့နေ့စဉ်လူနေမှုဘဝမှာအသုံးဝင်တဲ့ကြိုးချီနည်းများကိုမျှဝေလိုက်ပါတယ်ခင်ဗျာတဲ့အလိုလျောက်ပြေလွယ်သောကြိုးပစ္စည်းတစ်ခုကိုအမြင့်ကနေအောက်ကိုတယောက်တည်းကြိုးနဲ့လျှော့ချတဲ့အခါအသုံးဝင်ပါတယ်အောက်ရောက်ရင်အရန်ကြိုးကိုဆွဲလိုက်ရုံနဲ့အလိုလျောက်ပြေသွားမှာပါနှစ်အိတ်ချီနီးဆန်အိတ်ဒါမှမဟုတ်အိတ်အဝတွေကိုတင်းတင်းကြပ်ကြပ်ချီနှောင်ဖို့အတွက်အကောင်းဆုံးဖြစ်ပြီးပြန်ဖြုတ်ရတာလည်းလွယ်ကူပါတယ်3. ထင်းစီးချီနီးထင်းချောင်းတွေဒါမှမဟုတ်တကိုင်းအပွားတွေကိုစူးစီးပြီးကြစ်ကြစ်လစ်လစ်ချီနှောင်ဖို့အသုံးပြုပါတယ်4. အရီလုံးအိတ်ချီနီးဟင်းရည်အိတ်ဒါမှမဟုတ်အရီပါတဲ့အိတ်တွေကိုမဖိတ်စင်အောင်လုံခြုံစွာချီနှောင်နိုင်ပါတယ်5. တန်ကြိုးချီနီးချောပြီးမာကျောတဲ့တန်ကြိုးတွေကိုချီတဲ့အခါဥပမာနက်နှစ်ခုသုံးပြီးပိုမိုခိုင်မာစေတဲ့နည်းလမ်းဖြစ်ပါတယ်6. အဝေးကပစ္စည်းလှမ်းယူနည်းကျင်းမြောင်းတဲ့နေရာတွေမှာကျသွားတဲ့ပစ္စည်းတွေကိုတုတ်ရှည်တစ်ချောင်းနဲ့ချိတ်ပြီးလှမ်းယူတဲ့အခါအသုံးဝင်ပါတယ်9. လှေကားထစ်ချီနည်းရှေးလူကြီးတွေအသုံးပြုခဲ့တဲ့နည်းလမ်းဖြစ်ပြီးတုတ်ချောင်းတွေကိုလှေကားထစ်တံခိုင်ခိုင်မာမာချီနှောင်နိုင်ပါတယ်10. လေတိုက်ခံကြိုးကွင်းချီနည်းအဝတ်လန်းတဲ့အခါဒါမှမဟုတ်ပစ္စည်းတွေချိတ်ဆွဲတဲ့အခါလေတိုက်လို့မပြုတ်ကျအောင်အသေးချီနည်းဖြစ်ပါတယ်9. ပလင်းအစုံချီနည်းဘီယာပလင်းဒါမှမဟုတ်ရေတန့်ပလင်းအစုံလိုက်ကိုတပြိုင်တည်းလွယ်ကူစွာတည်ဆောင်ဖို့အသုံးဝင်ပါတယ်10. ပုံးမချီနည်းရေပုံးဒါမှမဟုတ်ရေတန့်ဘူးကြီးတွေကိုအလွယ်တကူမပြီးတည်ဆောင်ဖို့အတွက်အသုံးပြုပါတယ်11. ကြိုးစားဆက်နည်းကြိုးနှစ်ချောင်းကိုတစ်ဆက်တည်းဖြစ်အောင်ခိုင်ခိုင်မာမာဆက်တဲ့နေရာမှာအသုံးပြုပါတယ်12. ကားဆွဲကြိုးချီနည်းကားကိုကြိုးနဲ့ဆွဲတဲ့အခါအလွန်ခိုင်ခန့်ပြီးပြန်ဖြုတ်တဲ့အခါမှာလည်းတစ်ချက်တည်းဆွဲလိုက်ရုံနဲ့ပြေလွယ်စေပါတယ်13. အရေးပေါ်လွတ်မြောက်ရေးကြိုးအရေးပေါ်အခြေအနေတွေမှာအမြင့်ကနေဆင်းဖို့အတွက်အသက်ကယ်ကြိုးအဖြစ်အသုံးပြုနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်ဗီဒီယိုလေးကိုကြိုက်ရင်ကိုလိုရေးခဲ့ပါနော်